တက္ကလဝတ္တဒုက္ခနိတရဏနိဗ္ဗာနတသစ္စိကရဏထာယဣမံကာတဝံဂတိတဝါပပ္ပါဇိထမံဗန္တိအနုကမ္ပံဥပါဒါယဗန္တိရှင်ဘုရားတက္ကလဝတ္တဒုက္ခနိတရဏအလုံးစုံသောတန္တရာဝဆင်းရဲအပေါင်းမှမောဒနာထာယလွတ်မြောက်ပါရခြင်းအကျိုးငါဣမံကာတဝံတတိယောလက်၌ရှိသောထိုသင်္ကန်းကိုဂတိတဝါယူတော်မူ၍ပပ္ပါဇိထရှင်သာမဏေဖြစ်အောင်ပြုပြီးတော်မူပါဗျာကဲဒါဦးလေးကိုသင်္ကန်းတက်လိုက်အဲဒီဖတ်လို့နေတယ်ဒါဦးလေးသင်္ကန်းဖြစ်သွားပြီတဲ့ဦးလေးတရားရှင်မှာအပ်ပြီးတော့ဆရာကဆုံးပြီးမှဝင်လို့ရတယ်တဲ့နော်ဘယ်နောက်တစ်ခါပြန်လိုက်ဆရာကပြန်ဆုံးမှာဟုတ်တယ်နော်တက္ကလဝတ္တဒုက္ခနိတရဏနိဗ္ဗာနတသစ္စိကရဏထာယဣတံခာတဝံဓတ္တဝါပပ္ပါဇိထမံဗန္တိအနုကမ္ပံဥပါဒါယဗန္တိရှင်ဘုရားတက္ကလဝတ္တဒုက္ခနိတရဏနိဗ္ဗာနတ